Hello အားလုံးပဲမင်္ဂလာပါ Deliver ဘက်ကနေပြန်ပြီးကြိုဆိုပါရစေ။တို့ဒီနေ့ကတော့မက်ဂူကြီးပေါ့နော်မက်ဂူကြီးနဲ့ပတ်သက်ပြီး Lewis Daly ပြောထားတဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆွေးနွေးခြင်းပေါ့နော်ဒီ Lewis Daly ကတော့ဗာပြောထားလဲဆိုလို့ရှိရင် Liverpool ကအမှန်ကန်တော့စိတ်ဝင်စားနေတာဒီမက်ဂူကြီးပေါ့နော် Crystal Palace ကလည်းရောင်းခြင်းတယ်ဒါပေမဲ့စာချုပ်ကလည်းတစ်နှစ်ပဲကျန်တော့ဖြစ်တယ် Crystal Palace ကလည်းရောင်းခြင်းတယ်ဒါပေမဲ့ရောင်းခြင်းနဲ့အပြောင်းရွှေ့ဈေးက Crystal Palace ကတန်း90လောက်လိုချင်တယ်ကျွန်တော်တို့ပြန်ပြီးဟိုပြမယ်ဆိုလို့ရှိရင်မက်ဂူကြီးကိုကျွန်တော်တို့လွန်ခဲ့တဲ့စောင်းရသည်လောက်ကစပါးခေါ်ခဲ့တယ်တန်း80တန်း90 plus 20ပေါ့နော် bonus တွေပိုင်းနဲ့ပြောင်းရွှေ့20နဲ့တန်း90လောက်နဲ့ခေါ်ခဲ့တယ်ဒါပေမဲ့ကကျွန်တော်တို့ဒီ Crystal Palace ကပေချခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုဒီပြောင်းရွှေ့ရောက်တော့ကစားသမားကသူကအလွတ်နဲ့ထွက်ချင်တယ်နောက်ရသည်ကိုအဲ့တော့စာချုပ်ကတော့တတန်းမတိုးတော့ဘူးဒါပေမဲ့ Liverpool ကဒီရာသီမှာပဲဒီဂျာရီကွန်စာထွက်သွားတာဖြစ်တဲ့အတွက်တကယ်တွေ့ကြုံရှိကစားသမားတစ်ယောက်နဲ့အစားထိုးခြင်းနဲ့ပြီးတော့ home ground player လိုအပ်ချက်ကြောင့်လည်းမက်ဂူကြီးကိုခေါ်ခြင်းနဲ့ဒါပေမဲ့ခေါ်ထားတဲ့ Crystal Palace ကတန်း90လောက်လိုချင်တယ် Liverpool ကတန်း30လောက်ပဲပေးခြင်းတယ်ပေါ့နော်တကယ်ကြာအခု Lewis Daly ဖော်ပြချက်အရဆိုလို့ရှိရင် Lewis Daly ပြောပုံရဆိုလို့ရှိရင်ဒီပြောင်းရွှေ့ကြီးอ่ะပေါ့နော်ဂျားကြပြီးတော့တန်း40လောက်နဲ့အဆင်ပြေသွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီသတင်းတွေမှာတွေ့ရ Lewis Daly ပြောထားရပါနော်အဲ့တော့ဒီအပြောင်းအလဲတကယ်ဖြစ်လာနိုင်လားပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့35 plus bonus တွေပိုင်းနဲ့တန်း40ဆိုလို့ရှိရင်တော့ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ထင်တယ်ဒါပေမဲ့ Liverpool ကအခုချိန်မှာတော့တခြားဘက်ဒီအယောင်ဒီကစားသမားတစ်ယောက်တည်းမဟုတ်ဘူးသူလိုချင်တဲ့ကစားသမားတွေကတခြား Mario တို့ပြီးလို့ရှိရင် Lukepa တို့ပါ Lukepa တို့ပါရှိသေးတယ်ဗျာအဲ့ကစားသမားတွေအများကြီးရှိသေးတယ်အဲ့တော့လောလောဆယ်ကတော့ဒီ Maguire နဲ့ပတ်သက်ပြီး Lewis Daly ဖော်ပြတာကတော့ Liverpool ကတန်း30ပဲပေးခြင်းနဲ့ကစားသမားCrystal Palace ကတန်း90တောင်းတယ်ဂျားကြပြီးတော့တန်း40 35 plus 5တန်းလောက်နဲ့အဆင်ပြေသွားနိုင်တယ်ဆိုပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ Liverpool ပြည်သက်တွေရောဘယ်လိုမြင်လဲဒီကစားသမားကိုဘယ်လောက်ပဲပေးခြင်းလဲနောက်ပြောလို့ရှိရင်30ဆိုရင်ရောတန်လားတန်း90ဆိုလို့ရှိရင်ရောတန်လားပေါ့နော်အဲ့ဒါကိုဝင်ရောက်ဆွေးနွေးပြလို့ရပါတယ်ကွန်မန့်မှာအားလုံးကျေးဇူးများကြီးတင်ပါတယ်